နန်းမိုးဟာစီးပွားရေးအောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်ပြီးသူမရဲ့အိမ်မက်ဖြစ်တဲ့နယ်မြို့ငယ်လေးတစ်ခုမှာအိမ်အိုကြီးတစ်လုံးနဲ့ခြံကျဲကြီးကိုဈေးချိုချိုနဲ့ဝယ်ခဲ့တဲ့အိမ်ဟာနှစ်ပေါင်း100နီးပါးရှိပြီးဗြိတိရှခေတ်ကလက်ရာလို့သိရပေမဲ့ဒီအိမ်မှာဘယ်သူမှအချိန်အကြာကြီးမနေခဲ့ကြဘူးပထမညမှာအိမ်ရဲ့အလှတရားနဲ့သမိုင်းကြောင်းကိုနန်းမိုးဆွဲလန်းသွားပေမဲ့နောက်ပိုင်းမှာထူးဆန်းတဲ့အရာများစတင်ဖြစ်ပေါ်လာခဲ့တယ်။နန်းမိုးတစ်ယောက်တည်းနေတဲ့အချိန်ညဘက်တိုင်းထက်ခိုးပြသက်ကနေခြေတံကြီးများကြားနေရသလိုသွားကြည့်တိုင်းဘယ်သူမှမတွေ့ရဘူး။အိမ်ရဲ့ရှေးဟောင်းကြီးမားတဲ့မှန်တွေထဲမှာအမျိုးသမီးတစ်ယောက်ရဲ့အရေးကိုမကြာခဏမြင်တွေ့ရတယ်။ဒါပေမဲ့လှည့်ကြည့်တဲ့အခါဘယ်သူမှမရှိပြန်ဘူး။အိမ်ရဲ့စာကြည့်ခန်းမှာပိတ်ချက်နံရံတစ်ခုကိုဖွင့်မိတဲ့အခါအောက်ခြေမှာလျှို့ဝှက်ခန်းတစ်ခုတွေ့ရတယ်။အဲ့ဒီအခန်းထဲမှာအဝတ်စုံစုံနဲ့အယိုးစုတွေဓာတ်ဟောင်းတစ်ချောင်းနဲ့အနီရောင်မင်းနဲ့ရေးထားတဲ့မန်ချက်စတာ1923ခုနှစ်ကသတင်းစာတစ်ရွက်တွေ့ခဲ့ရတယ်။သတင်းစာမှာအိမ်ရှင်မဒေါ်စောရီဟာသူမရဲ့ကလေး3ယောက်ကိုဓားနဲ့တက်ပြီးကိုယ်တိုင်လည်းကိုအဆုံးစီရင်ခဲ့သည်လို့ဖော်ပြထားတဲ့နန်းမိုးစိတ်ထဲမှာဒေါ်စောရီဟာဒီအိမ်မှာကျိန်စာတစ်ခုခုခြံခဲ့သလားဆိုတဲ့အတွေးဝင်လာတယ်။နန်းမိုးဟာအိမ်ကိုရောင်းဖို့ဆုံးဖြတ်လိုက်တဲ့ညမှာသူမရဲ့အိတ်ခမ်းမှန်ထဲမှာဒေါ်စောရီရဲ့အရေးကပြုံးနေတာကိုတွေးလိုက်ရတယ်။နောက်တနေ့မနက်အိမ်ရဲ့တကားဝမှာနန်းမိုးရဲ့ဖနက်တွေဖုံးနေတော့တွေသာကြံရစ်ခဲ့ပြီးသူမကိုတော့ဘယ်သူမှနောက်ဆုံးမြင်ခဲ့ရခြင်းမရှိတော့ဘူး